YouTube ပေါ်မှာရှိတဲ့ကျွန်တော်ကိုမတွေအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ဒီ YouTube channel လေးကနေကိုမတွေအားလုံးကိုလူတွေစားလေးပြန်လည်ပြီးတော့ကြိုဆိုပေးလိုက်ပါတယ်เนาะကျွန်တော်ကိုမတွေကပထမဆုံးလေးအနေနဲ့ပေါ့เนาะကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးဒါမလုပ်ခဲ့ရသေးတဲ့ကိုမတွေရှိရင် channel လေးကိုဒါပထမဆုံးလေးအနေနဲ့ဒါ like and subscribe လေးလုပ်ခဲ့ပြီးပါ channel ကို subscribe လုပ်ပြီးတဲ့ကိုမတွေရတယ်ကျွန်တော်တင်တဲ့ video လေးတွေကိုနောက်ထပ်အကိုမတွေဆက်လက်ပြီးတော့ပြအောင်ကိုမတွေshare ထားခဲ့ပြီးပါအောင်เนาะကျွန်တော်ကိုမတွေအားလုံးပဲဒါအခု video ဖိုင်လေးကတော့ကိုမတွေအတွက်24ရက်ထူလာ2025ဒါเนาะဘုရားမှုနေတဏီကုံစာလေးတော့ကိုကျွန်တော်ဘက်ကကိုမတွေအတွက်လာရောက်ပြီးတော့တင်ပေးတာပါเนาะကျွန်တော်ဘက်ကကိုမတွေဒါအင်္ဂါနေ့မှာတော့ကျွန်တော်ဘက်ကဒါမအားတဲ့အတွက်ကြောင့်မလို့ကျွန်တော် YouTube လေးပေါ်မှာတော့လာရောက်ပြီးတော့အကိုမတွေကျွန်တော်မတင်ပေးနိုင်ခဲ့ဘူးပေါ့เนาะဒါပေမဲ့လည်းကျွန်တော်ကိုမတွေကျွန်တော်အခွင့်လာအောင်လို့ကျွန်တော်ဘက်ကကိုမတွေဒါနှစ်ခွက်ကောင်းတဲ့ကိုမတွေကျွန်တော်ကူညီပေးနိုင်ခဲ့ရเนาะပြီးရင်ဒါဒီတစ်ပတ်မှာကျွန်တော်ချိန်မှာအဖွဲ့ဝင်ထားတဲ့အကူမကြီးဆိုရင်လည်းဒါ၄၅ထူးကြီးနဲ့အကူမကြီးအဆင်ပြေသွားရပေါ့နော်ဒီလိုကြောင့်မို့ကျွန်တော်အကူမကြီးဒါမနေ့ကမှလည်းကျွန်တော်ဘက်ကအကူမကြီးဆက်လက်ပြီးတော့အကူမကြီးအဆင်ပြေအောင်လို့အကောင်းဆုံးလေးတေချာလေးကြိုးစားပေးထားတယ်ဒီလိုကြောင့်မို့ကျွန်တော်အကူမကြီးဗီဒီယိုဖိုင်လေးကိုအစအဆုံးတေချာလေးနားထောင်သွားပါနော်အကူမကြီးအားလုံးပဲအဖွဲ့ဝင်တွေအနေနဲ့ကတော့ကျွန်တော်အကူမကြီးဒါအခုဒါတနင်္လာနေ့ကဘုရားဖူးပေါ့နော်ဒီတစ်ပတ်မှာအဖွဲ့ဝင်ထားတဲ့အကူမကြီးကတော့ဒါပြီးသွားပြီပေါ့နော်ဒီအတွက်ကြောင့်မို့အဖွဲ့ဝင်တွေနဲ့အကူမကြီးရှိနော်တောက်ကြနေမှာကျွန်တော်ဘက်ကလက်ဆောင်ကဏ္ဍလေးပေးနေတဲ့အကူမကြီးအဖွဲ့ဝင်ပြန်ခေါ်ပေးပါမယ်နော်ကဲဒါဆိုရင်တော့ကျွန်တော်ဘက်ကအကူမတွေကိုခုကနေစတင်ပြီးတော့မနက်ဖြန်အတွက်ပြောပြမယ်နော်ကဲကူမကြီးအားလုံးပဲမနက်ဖြန်တနေ့ကူမှာကြာလာနိုင်တဲ့အထူးကြီးဒီ933ပါနော်ကူမကြီးအားလုံးပဲ933ဒါအထူးကြီးရှိပါတယ်နော်ကိုမရအားလုံးနံပါတ်၄ကုန်လုံးမှန်ရတော့ကိုမရ29လုံးမှန်ပါဒီလိုကြောင့်မို့ကျွန်တော်ကိုမရဒါခွန်နဲ့ပတ်တိုင်နော်ခွန်3ခွန်5 80နော်ကိုမရအားလုံးနှစ်နဲ့ပတ်တိုင်နဲ့နှစ်3ရဲ့နှစ်5ရဲ့20ပါကျွန်တော်ကိုမရပြီးရင်ဒါ29နဲ့89ပါရန်ပြီးတော့ကိုမရဆော့တာပါနော်ကိုမရအားလုံးပဲဒါကြီးကတော့ကျွန်တော်ကိုမရအတွက်ဒါဗုဒ္ဓဘူးနေ့တနေ့ပုံလာမှာကျွန်တော်ရှာထားတယ်ဒါကြီးရဲ့လုံးမရယ်ပေါ့နော်ကိုမကြီးဒါလေးတွေကိုကိုမကြီးအကယ်၍ကိုမကြီးဘက်ကဒါကျွန်တော်ပြီးတဲ့ကီးကိုလည်းကိုမကြီးကြိုက်နှစ်တက်တာလေးတွဲဆွရတယ်တွဲဆော့လို့ရတယ်ပြီးရင်ကျွန်တော်ပြီးရဲ့လုံးမကိုလည်းကိုမကြီးကြိုက်နှစ်တက်တာလေးနဲ့ဒါတွဲပြီးတော့ကိုမကြီးဒါဆော့လို့ရပါတယ်နော်ကဲကျွန်တော်ကိုမကြီးဒါဆိုရင်ကျွန်တော်ဘက်ကမနေ့ကမှကိုမကြီးကျွန်တော်ဖက်ပြီးရွေးပြီးနော်ကိုမကြီးအားလုံးမနေ့ကမှတော့ကျွန်တော်ဘက်ကဒါပတ်ပြီးအနေနဲ့တော့ကျွန်တော်နှစ်နဲ့ခွန်ပါလားခွန်ပို့ပြီးတော့ကြိုက်တယ်အကယ်၍ကိုမရတာနှစ်ကြိုက်တဲ့ကိုမရနှစ်ကိုဆော့လို့ရတယ်เนาะမနေ့ကဒီနှလုံးလေးရတော့လုံးဝတေချာကောက်တစ်လုံးဆင်းမယ်လို့တော့ယူဆထားတယ်ပေါ့เนาะကိုမရအားလုံးပဲဒီလိုကြောင့်မလို့ကိုမရကြိုက်နှစ်တက်ရပတ်ပြီးရွေးချယ်ပြီးတော့ဆော့လို့ရတယ်ဒါဆိုရင်တော့ကျွန်တော်ဘက်ကကိုမတွေကိုမနေ့ကမှနှစ်ကွက်ကောင်းလေးယူပေးခဲ့မယ်မနေ့ကမှကိုမရအထူးနှစ်ကွက်ကောင်းနေနဲ့ကျွန်တော်ကိုမရပါရှိမယ်ဆိုရင်83ရဲ့23ပေါ့เนาะကိုမရအဲ့ဒီနှစ်ကွက်ကိုကိုမရလက်ခံဒါပုံစံမျိုးတနေ့တာမှာဒါအထူးအနေနဲ့တင်ပြီးတော့ကိုမကြီးဆော့တာပါကျန်တဲ့ခွက်တွေတော့ကိုမကြီးရန်ပြီးတော့ဆော့လို့ရပါတယ်ကဲအားလုံးပဲကျွန်တော်ကိုမကြီးမနက်ဖြန်ပုံစံမျိုးတနေ့ကိုမကြီးဆက်လက်ပြီးတော့စင်ပြေကံအောင်ပါစေလို့ကျွန်တော်ဘက်ကကိုမကြီးအားလုံးကိုဆူတောင်းပေးခဲ့ပါတယ်เนาะကိုမကြီးအားလုံးဘက်မှာ